အားလုံးပဲမင်္ဂလာပါရီရကနာ46လုံးနေရာမှာအလုံး30ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့နောက်ထပ်ကျန်တဲ့နောက်ဆုံး16လုံးကိုလေ့ကျင့်ပေးမှာဖြစ်ပါတယ်နော်ပထမဆုံးစာပြီးလေ့လာရမှာကမနော်မရင်းနှီးလေးဖြစ်ပါတယ်မရင်းနှီးလေးကတစ်ချက်နှစ်ချက်သုံးချက်ပါတစ်ချက်နှစ်ချက်သုံးချက်နော်ဒါလေးကမရင်းနှီးလေးပါတစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ဒါကမရင်းနှီးလေးနော်မပြီးရင်မှုမပြီးရင်မိရင်းနှီးလေးရေးပြပါမယ်မမိရဲ့မိရင်းနှီးလေးကတစ်ချက်နှစ်ချက်နော်ခါခွေးလေးကိုစောင်းလေးတစ်ချက်နှစ်ချက်ဒါလေးကမိပါတစ်ချက်နှစ်ချက်နော်တစ်ချက်နှစ်ချက်ဒါလေးကမိမိပြီးမှုရင်းနှီးလေးလာပါမယ်နော်မှုမီမှုကတစ်ချက်နှစ်ချက်သုံးချက်ပါတစ်ချက်နှစ်ချက်သုံးချက်ပါနော်ဒါလေးကမှုတစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်နော်ဒါကမှုမမီမှုပြီးမဲရင်းနှီးလာပါမယ်မဲမမီမှုမဲရဲ့မဲတစ်ချက်နှစ်ချက်မဲရင်းနှီးလေးကဘာနဲ့တွက်တူလဲဆိုရင်နှုရင်းနှီးလေးနဲ့တူရပါတော့နှုကတော့ဒီနေရာမှာဇာခွဲပုံစံနဲ့အဆုံးသတ်ကြတယ်သူကတော့ဒီပုံစံလေးတိုင်းကွေးလေးမှာပဲအဆုံးသတ်မယ်နော်ဒါလေးကမဲတစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဒါလေးကမဲပါမမီမှုမဲပြီးမိုပါမိုမမီမှုမဲမိုရင်းနှီးလေးကတစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ပါတစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်နော်ဒါဆိုရင်နောက်ထပ်5လုံးပြီးပါပြီမမီမှုမဲမိုနော်မမီမှုမဲမိုဆိုတဲ့5လုံးပြီးပါပြီမမီမှုမဲမိုပြီးသွားရင်ရယူရော့ဆိုတဲ့3လုံးလာပါမယ်နော်ရယူရော့ဒါဆိုရင်ရလေးကိုအရင်ကြည့်အောင်ရရင်းနှီးလေးကတစ်ချက်နှစ်ချက်ပေါ်မှာဆောင်းလေးတင်မယ်3ချက်ဒါလေးကရတစ်ချက်နှစ်ချက်3ချက်တစ်ချက်နှစ်ချက်3ချက်ပါတစ်ချက်နှစ်ချက်3ချက်နော်ဒါကရရင်းနှီးလေးပါမမီမှုမဲမိုပြီးရယူရင်းနှီးလေးလာပါမယ်ယူရင်းနှီးလေးကခရုပုံစံလေးနော်ဒီလိုလေးဆွဲပြီးတော့မှလာချမ်းပုံလေးထပ်ပိုင်းမယ်ဒါလေးကယူပါအရင်ဆုံးခရုပုံလေးဆွဲမယ်လာချမ်းပုံလေးထပ်ပိုင်းမယ်ယူတစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်နော်ဒါလေးကယူရယူပြီးရော့ပါနောက်ဆုံးရော့နော်ရယူရော့ရော့လေးရင်းနှီးကတစ်ချက်နှစ်ချက်ပါတစ်ချက်နှစ်ချက်ပါနော်တစ်ချက်နှစ်ချက်တစ်ချက်
နှစ်ချက်ဒါလေးကယော့ပါဒါဆိုရင်ဘယ်နှလုံးပြီးသွားပြီလဲဆိုတော့မမီမူမဲမိုးရယူယော့အားလုံးပေါင်း8လုံးထပ်ပြီးတော့ပြီးသွားပါပြီเนาะရယူယော့3လုံးပြီးသွားရင်နောက်ထပ်ရာရီရုရဲရိုเนาะအဲ့ဒီ5လုံးလာမယ်ရာရီရုရဲရိုကိုနောက်ထပ်အတန်တန်နဲ့ပေါ့နော်လာတန်နဲ့လည်းထွက်တယ်လာလီလူလဲလော့ဆိုပြီးတော့လည်းအတန်ထွက်ပါတယ်အခုထပ်ပြီးတော့လေ့လာမှာကရပေါ့နော်ရရင်းနေလေးကတစ်ချက်နည်းနည်းဆောင်ဆောင်လေးဆွဲမယ်နှစ်ချက်เนาะဒါလေးကရပါတစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ပါเนาะတော့9နဲ့တူတယ်ပေါ့เนาะနံပါတ်5လေးကိုရေးထားတာပါရကနံပါတ်5ပုံစံလေးနဲ့တူတယ်ဆောင်းဆောင်းလေးရင်ဆွဲမယ်ရဒါလေးကရပြီးရင်ရိရပြီးရင်ရိရင်းနေလေးကတစ်ချက်ပြီးရှိလေးဆွဲမယ်နှစ်ချက်เนาะဒါရိပါတစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဒုတိယတစ်ချက်ကိုနည်းနည်းရှိဆွဲမယ်တစ်ချက်နှစ်ချက်ဒါလေးကရိတစ်ချက်နှစ်ချက်ရိပါเนาะရာရိပြီးရင်ရုလာပါမယ်ရုဆွဲနီးကတစ်ချက်သေးပဲဆွဲမယ်ဒါလေးကရုပါเนาะအင်္ဂလိပ်လိုသုံးနေတူတယ်ပေါ့เนาะဒါပေမဲ့သူကအစံခက်လေးပါတယ်ရုဒါလေးကရုဆွဲနီးလေးပါရုပြီးရင်ရာရီရုရဲဆိုတော့ရဲကတစ်ချက်နှစ်ချက်ပါနော်တစ်ချက်တိုင်လေးကိုဆောင်းဆောင်းလေးဆွဲတယ်ပြီးရင်သူကနေနှစ်ချက်ပါရဲနော်တစ်ချက်ရဲပါရာရီရုရဲပြီးရင်ရာရီရုရဲရိုကတော့ဒီတိုင်းလေးပါပဲเนาะအင်္ဂလိပ်နံပါတ်3နဲ့တူတယ်သူကအစံခတ်ပါတာရုအစံခတ်မပါတာရိုပါเนาะတစ်ချက်ထဲဆွဲတယ်ရိုရာရီရုရဲရိုရဲ့ရိုလေးဒီရာရီရုရဲရိုရဲ့ရိုပါเนาะဒါဆိုရင်နောက်ထပ်5လုံးပြီးသွားပါပြီရာရီရုရဲရိုเนาะရာရီရုရဲရို5လုံးမှာပြီးသွားပါပြီဒါဆိုရင်နောက်ထပ်3လုံးပဲကျန်ပါတော့တယ်เนาะနောက်ထပ်3လုံးပြီးရင်တော့ဒီ16လုံးဟီရာကနာ46လုံးအကုန်ပြီးပြီပေါ့เนาะနောက်ထပ်3လုံးပြီးရင်တော့ဟီရာကနာ46လုံးပြီးသွားပါပြီဒါဆိုရင်ရာရီရုရဲရိုပြီးရင်တော့နောက်ထပ်လာမှာကဝရင်းနီလေးကတစ်ချက်နှစ်ချက်เนาะသူကရဲပုံစံမျိုးနဲ့တူတယ်ဒါပေမဲ့ရဲကကြတော့အပေါ်တောင်တက်တယ်လို့ခြုံလေးပေါ့เนาะသူကတော့ခရုပုံစံလိုမျိုးလေးဝိုက်လေးသွားတယ်ဒါကတစ်ချက်နှစ်ချက်เนาะတစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဒါကဝပါရာရီရုရဲရိုပြီးဝပြီးဝူလာပါမယ်ဝူเนาะဝူဆွဲလေးကတစ်ချက်ပြီးရင်ဆောင်းလေး
ဒီလိုသွားမယ်နှစ်ချက်ပြီးရင်စီလေးနော်သုံးချက်ပါတစ်ချက်နှစ်ချက်သုံးချက်ပါတစ်ချက်ဆောင်းဆောင်းလေးဆွဲမယ်ကွေးလေးပြန်သွားမယ်နှစ်ချက်သုံးချက်ပါတစ်ချက်နှစ်ချက်သုံးချက်နော်ဒါကဝူပါဝဝူပြီးရင်လေးပါနော်ဝဝူဆွဲနည်းလေးကတစ်ချက်ဆောင်းဆောင်းလေးရေးမယ်တစ်ချက်နော်ဒါမှာမှာနော်ဒါဆိုရင်ရာရီရူရေရူဝဟိုဒါဆိုရင်ရာရီရူရေရူဝဟိုနောက်ထပ်8လုံးပြီးသွားပါပြီ။ဒါဆိုရင်ဒီနေ့အားလုံးမဟုတ်ဟီရာကနာ16လုံးပြီးပြီပေါ့နော်။ဒီ16လုံးပြီးပြီဆိုရင်ဟီရာကနာရှိတဲ့46လုံးအကုန်လုံးပြီးသွားပါပြီ။ဒါဆိုဒီနေ့တင်တဲ့16လုံးကိုတစ်ခေါက်ပြန်ပြီးတော့ရေးပြပါမယ်။ဒီနေ့တင်ခဲ့တာကပထမဆုံးကမမီမူမဲနောက်တစ်ခုမိုးပြီးရင်ရယူရော့နော်ပြီးရင်ရီရူရေယူဝါဟိုအားလုံးပေါင်းဒီ16လုံးကိုဒီနေ့သင်ခဲ့တယ်။ဒါဆိုရင်မရင်းနှီးလေးကိုတစ်ချက်ပြန်ကြည့်ရအောင်နော်။မရင်းနှီးလေးကတစ်ချက်နှစ်ချက်သုံးချက်ပါ။မိရင်းနှီးလေးကတစ်ချက်နှစ်ချက်နော်။မူကတစ်ချက်နှစ်ချက်သုံးချက်ပါ။မာမီမှုပြီးတော့မဲကတစ်ချက်နှစ်ချက်နော်။မူကတစ်နှစ်သုံးချက်ရဆွဲနည်းကတစ်ချက်နှစ်ချက်သုံးချက်ပါရပြီးယူကတစ်ချက်နှစ်ချက်ဒါလေးကယူရာယူပြီးရော့ကတစ်ချက်နှစ်ချက်ဒါလေးကရော့ရာယူရော့ပြီးရာကတစ်ချက်နှစ်ချက်ပါဒါလေးကရပြီးရီတစ်ချက်နှစ်ချက်ရာရီရူကတစ်ချက်စံလေးပါတာရူနော်ရာရီရူပြီးရေတစ်ချက်နှစ်ချက်ပါရေနော်ရေပြီးရာရီရူရေပြီးရူပါနော်ရူကတစ်ချက်ပြီးဝကတစ်ချက်နှစ်ချက်ဒါလေးကဝဝူကတစ်ချက်နှစ်ချက်သုံးချက်ဝူလေးပါနောက်ဆုံးကတော့ဝဝူနော်ဒါဆိုရင်ဒီနေ့တင်တဲ့16လုံးနဲ့ပြီးပါပြီ16လုံးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှေ့ကအလုံး30ဒီနေ့16လုံးဆိုတော့ဟီရာကနာ46လုံးပြီးပါပြီเนาะဟီရာကနာ46လုံးကိုစာအုပ်ထဲမှာရေးကြည့်ပြီးတော့အမကိုအင်စာလေးလာပြပေးပါเนาะအားလုံးပဲနောက်နေ့မှထပ်တွေ့ကြရအောင်မတနဲ့